သူမရဲ့ဆိတ်ဆက်ထားသူကလူပုံအလဲမှာသူ့ရဲ့အချစ်ဦးနဲ့စက်တိုက်ရေးစားစကားပြောပရောပါကြီးလုပ်နေပါတယ်ဇနီးဖြစ်သူကလည်းတိုက်ရိုက်ပဲပြန်လဲတိုက်ခိုက်ဖို့ရွေးချယ်လိုက်ပါတယ်သူမကအမျိုးသားရဲ့ညီဖြစ်သူစီတွားခဲ့ပြီးအမျိုးသားပေးထားတဲ့ပန်းစီကိုအဲ့ဒီနေရာမှာတင်ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတယ်အဲ့ဒီနောက်အဲ့ဒီလက်ဆောင်ကိုသူ့ရဲ့ညီဖြစ်သူစီပေးလိုက်ပါတယ်အမျိုးသားကဒေါသတကြီးနဲ့ရှင်းပြဖို့တောင်းဆိုပါတော့တယ်သူမပေးထားတဲ့ဆွဲကြိုးကိုရောသူကသူမရဲ့ညီမဖြစ်သူစီပေးလိုက်တာမဟုတ်ဘူးလားလို့အမျိုးသမီးကပြန်မေးလိုက်ပါတယ်သူအလွန်ဒေါသထွက်သွားပြီးစကားတခုမှမပြောနိုင်တော့ပါဘူးတကယ်တော့အမျိုးသမီးကမူလပိုင်ရှင်အစ်စ်မဟုတ်ပါဘူးသူမကအပြင်ကဘာကအလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးဇနီးတဲ့ကိုနှိပ်စက်တဲ့ဒီဝတ္ထုတွေကိုမတော်တဆဆွဲသွင်းခံလိုက်ရတာပါမူလပိုင်ရှင်ကအမျိုးသားကို6နှစ်တိုင်ချစ်ခဲ့ပေမဲ့သူမရဲ့ညီမဖြစ်သူဝင်လာတဲ့အခါမှာတော့အရာအလုံးဖျက်ဆီးခံလိုက်ရပါတယ်အမျိုးသားကစက်တိုက်နောက်ဆုတ်ပေးခဲ့ပြီးညီမဖြစ်သူကသူမကိုလှုပ်ကြံဆွဆွဲတာတွေကိုခွင့်ပြုထားခဲ့ပါတယ်နောက်ဆုံးမှာတော့မူလပိုင်ရှင်ကစိတ်ပြအားငယ်စွာနဲ့ကိုအဆုံးစီရင်သွားခဲ့ပြီးအဲ့ဒီတော့မှအမျိုးသားကနောက်တရခဲ့တာပါအခုတော့အမျိုးသမီးကမူလပိုင်ရှင်ကိုနာကျင်အောင်လုပ်နေတဲ့အချိန်လေးမှာရောက်လာခဲ့တာပါစာအုပ်ထဲကဝိညာဉ်ကသူမကိုဇလန်းအတိုင်းလိုက်နာပြီးနာကျင်မှုအမှတ်တွေစုဆောင်းမှုအတွက်နှိပ်စက်ခံမယ်ဆိုရင်အပြင်ကဘာကိုပြန်သွားနိုင်တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကကိုယ်တိုင်နာကျင်ခံစားရဖို့မရွေးချယ်ခဲ့ပါဘူးအဲ့ဒီအစားသူမကနှိပ်စက်မှုရဲ့ပြစ်မှတ်ကိုအမျိုးသားစီပြောင်းလဲပစ်လိုက်ပြီးနာကျင်မှုတွေအားလုံးကိုသူ့စီလွှဲပြောင်းပေးဖို့စီစဉ်လိုက်ပါတယ်ပြီးတော့အမျိုးသားရဲ့ခံစားချက်တွေကိုစော့ပေးဖို့အတွက်ညီဖြစ်သူနဲ့တမင်တက်တက်နီးနီးကက်ကက်နေပြပါတော့တဲ့သူတို့နှစ်ယောက်နီးနီးကက်ကက်ရှိနေတာကိုမြင်တဲ့အခါအမျိုးသားရဲ့ဒေါသကထိန်းချုပ်လို့မရလူနီးပါးဖြစ်သွားပြီးနာကျင်မှုတန်ဖိုးက10%အထိတက်သွားခဲ့ပါတယ်နောက်တစ်နေ့မှာသူမကညီဖြစ်သူရဲ့တေးဂီတာဖျော်ဖြေပွဲကိုလူသိရှင်ကြားထင်ရှားတက်ရောက်ခဲ့ပါတယ်ပွဲပြီးသွားတဲ့အခါသူမကသူ့ကိုပန်းစည်းပေးပြီးဖတ်ဖို့အရင်စတင်လိုက်ပါတယ်ဒီမြင်ကွင်းကိုသတင်းထောက်တွေကမှတ်တမ်းတင်သွားခဲ့ကြပြီးဓာတ်ပုံတွေကအင်တာနက်ပေါ်မှာချက်ချင်းရေးပန်းစားသွားပါတော့တယ်ဒါကိုအမျိုးသားမြင်လိုက်တဲ့အခါသူအကြီးကျယ်ဒေါသထွက်သွားတယ်ဒါကြောင့်သူမအိမ်ပြန်ရောက်တဲ့အခါသူကစက်တိုက်မေးခွန်းထုတ်ပါတော့တယ်ဒါပေမဲ့အမျိုးသမီးကဒါဟာကင်မရာထောင်ချိုးကြောင့်ပါလို့ပြောလိုက်ပြီးအရန်ကြီးအကဲဆက်မနေဖို့သူ့ကိုပြောလိုက်ပါတယ်အမျိုးသားကစိတ်ပြိုလဲလူမတက်ဖြစ်သွားတယ်ဘာလို့လဲဆိုတော့အဲ့ဓာတွေကသူ့တစ်ခါတုန်းကပြောခဲ့ဘူးတဲ့စကားတွေအတိအကျဖြစ်နေလို့ပါပဲအဲ့ဒီနောက်အမျိုးသမီးကနောက်2ရက်နေရင်သူ့အတွက်မွေးနေ့ပွဲတစ်ခုပြင်ဆင်ထားတယ်လို့ပြောပြီးလက်ဆောင်တစ်ခုလည်းပြင်ဆင်ထားတယ်လို့ဆိုပါတယ်မကြခင်မှာပဲသူ့ရဲ့မွေးနေ့ကိုရောက်လာပါတယ်ညီမဖြစ်သူကလှလှပပပြင်ဆင်ပြီးရောက်လာခဲ့ကလူပုံအလဲမှာအမျိုးသားနဲ့ထပ်ပြီးပရောပါရီလုပ်ပါတော့တယ်ဒါပေမဲ့အမျိုးသမီးကညီဖြစ်သူကိုခေါ်လာခဲ့ပြီးအမျိုးသားရဲ့ရှစ်တက်မှာပဲသူ့ကိုနီးနီးကက်ကက်နှုတ်ဆက်လိုက်ပါတယ်သူတို့ဘယ်လောက်နီးကက်နေလဲဆိုတာကိုမြင်တော့အမျိုးသားကသူတို့ကိုတားဆီးဖို့ရှေ့ကိုပြေးထွက်သွားပေမဲ့ညီဖြစ်သူရဲ့တွန်းဖယ်တာကိုခံလိုက်ရပါတယ်သူကဒေါသတကြီးနဲ့တခြားယောက်ျားတစ်ယောက်နဲ့ဘာလို့နီးနီးကက်ကက်နေနေတာလဲလို့မေးခွန်းထုတ်ပါတယ်အမျိုးသမီးကဒါဟာအခြေခံယဉ်ကျေးမှုတက်ပါပဲလို့ပြန်လဲခြေပလိုက်ပြီးအဲ့ဒီလိုညစ်ပတ်တဲ့တွေးတောမှုမျိုးမတွေးဖို့သူ့ကိုပြောလိုက်ပါတယ်ပါတီပွဲမှာသူ့ကိုယ်သူအဆက်မကွဲစေဖို့လဲတတိပေးလိုက်ပါသေးတယ်အမျိုးသားရဲ့ဒေါသကပောက်ကွဲထွက်တော့မလို့ဖြစ်နေပါပြီသူမသူ့ကိုဂရုရောစိုက်သေးရလားလို့မေးပါတယ်ဒါပေမဲ့အမျိုးသမီးကညှင်းခုန်ဖို့အချိန်မဖြုံးတော့ပါဘူးအဲ့ဒီအစားသူမကသူ့ကိုညီဖြစ်သူအားတောင်းပန်ဖို့ပြောလိုက်ပါတယ်အမျိုးသားလုံးဝမယုံကြည်နိုင်အောင်ဖြစ်သွားတယ်ဒါပေမဲ့အမျိုးသမီးကသူ့ရဲ့ကိုယ်ပိုင်စကားတွေနဲ့ပဲသူ့ကိုတိုက်ရိုက်ပြန်လဲအသုံးချလိုက်ပြီးအမားတစ်ခုလုံးမိရင်တောင်းပန်တင်တယ်လို့ပြောလိုက်ပါတယ်အမျိုးသားရဲ့နာကျင်မှုတန်ဖိုးစက်တိုက်တက်လာတာကိုကြည့်ပြီးအမျိုးသမီးကအလွန်ကျေနပ်မှုကိုခံစားလိုက်ရပါတော့တယ်